ဘဝမှာရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာနဲ့ရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာရဲ့လို့နှမျိုးနားလည်ထားရမယ်။ကိုရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်ကိုစိတ်ဆင်းရဲပင်ပန်းခြင်းတွေမဖြစ်အောင်စဉ်းစားမနေဘဲနဲ့ကိုရွေးချယ်ပိုင်ခွင့်အားထုတ်ပိုင်ခွင့်ရှိတဲ့အရာတွေအတွက်သာကြိုးစားအားထုတ်မှုတွေလုပ်ရမယ်။ကိုဘဝဘယ်ဘဝကလာတဲ့သူဖြစ်ချင်လိုက်တာဘယ်နိုင်ငံမှာမွေးဖွားလာတဲ့သူဖြစ်ချင်လိုက်တာဘယ်လိုမျိုးရိုးဘယ်လိုမိဘမှာမွေးဖွားလာတဲ့သူဖြစ်ချင်လိုက်တာတို့ဆိုတာကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေမဟုတ်ဘူးငါဟာဘယ်လိုခန္ဓာကိုယ်အမျိုးအစားဘယ်လိုအသားအရည်ဘယ်လိုရုပ်ရည်ဘယ်လိုအတန်ပါဝါမျိုးလေးနဲ့မွေးဖွားလာသူဖြစ်ချင်လိုက်တာဆိုတာလေရွေးချယ်ပိုင်ခွင့်မရှိပါဘူးဘဝမှာဘယ်အသက်အရွယ်ထိနေချင်တာဘယ်လိုအနေထားမှသိချင်တာသိပြီးရင်လည်းဘယ်လိုဘဝရောက်ချင်လိုက်တာဆိုတာတွေဟာလည်းရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေမဟုတ်ဘူးရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်စိတ်တက်ကြစိတ်ဆင်းရဲနေလို့ဘာမှဖြစ်လာမှာမဟုတ်တယ်လို့ဘယ်လိုကောင်းကျိုးမှလည်းရလာမှာမဟုတ်ဘူးရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်စိတ်ဆင်းရဲစိတ်တက်တွေကြနေမယ်ဆိုရင်ရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေအတွက်ပါလက်လွတ်ဆုံးရှုံးသွားရလိမ့်မယ်လာမင်းကြီးနဲ့လွဲနေလို့ငိုးနေသူတွေအတွက်ကျဲတာယာတွေကိုမြင်လိုက်ရမှာမဟုတ်ဘူးကိုဘဝမှာကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေကိုဒါပိုင်နိုင်ရွေးချယ်ပြီးမိမိရဘဝကိုအရယူနိုင်အောင်ကြိုးစားရမှာဖြစ်တယ်အရင်ဘယ်လိုဘဝကလာတဲ့သူဖြစ်ချင်လိုက်တာနောက်ဘယ်လိုဘဝကိုရောက်ချင်လိုက်တာလို့ရွေးချယ်ပိုင်ခွင့်မရှိပေမဲ့ဒီလက်ရှိဘဝမှာတော့ငါဟာဘယ်လိုဘဝမျိုးရအောင်တည်ဆောက်မယ်ကြိုးစားမယ်ဆိုတာကိုတော့ရွေးချယ်ပိုင်ခွင့်ရှိတယ်ဘယ်လိုနိုင်ငံမှာမွေးဖွားလာတဲ့သူဖြစ်ချင်လိုက်တာလို့ရွေးချယ်ပိုင်ခွင့်မရှိပေမဲ့လက်ရှိဘဝမှာတော့ဘယ်လိုနိုင်ငံကိုငါနေနိုင်အောင်ကြိုးစားမယ်ငါနေတဲ့နိုင်ငံကိုဘယ်လိုတည်ဆောက်မယ်ဆိုပြီးကြိုးစားပိုင်ခွင့်ရှိတယ်ဘယ်လိုမျိုးရိုးဘယ်လိုမိဘကမွေးဖွားလာတဲ့သူဖြစ်ချင်လိုက်တာလို့ရွေးချယ်ပိုင်ခွင့်မရှိပေမဲ့ငါမျိုးဆက်ငါသားသမီးငါမိသားစုကိုငါလိုချင်တဲ့မျိုးရိုးငါလိုချင်တဲ့ဘဝပုံစံကိုငါတည်ဆောက်လို့ရတယ်လို့နားလည်ထားရမယ်ပညာမတတ်တဲ့မိဘအတိုင်းဝိုင်းကြမှာမွေးဖွားလာပေမဲ့ကိုယ်တိုင်ကိုတော့ပညာတတ်ကြီးဖြစ်အောင်ကြိုးစားယူလို့ရတယ်ဆင်းရဲတဲ့မိဘမျိုးမှာမွေးဖွားလာပေမဲ့ကိုယ်တိုင်ကတော့ချမ်းသာတဲ့တထေမျိုးရိုးဖြစ်အောင်ကြိုးစားအားထုတ်လို့ရပါတယ်ကိုကျင်တရားပျက်စီးနေတဲ့မိဘမျိုးရိုးကမွေးဖွားလာတဲ့သူဖြစ်ပေမဲ့လေကိုယ်တိုင်ကတော့ကိုကျင်တရားကောင်းတဲ့သူဖြစ်အောင်ကြိုးစားအားထုတ်ပိုင်ခွင့်ရှိတယ်နာသစ္စာဝတ္တလောဟောတိနာသစ္စာဟောတိပြမနောတဲ့ရုပ်သူမြင့်မြတ်သူဆိုတာမျိုးရိုးကနေဖြစ်လာတာမဟုတ်ဘူးကာမုနာဝတ္တလောဟောတိကာမုနာဟောတိပြမနောရုပ်သူမြင့်မြတ်သူဆိုတာကိုယ်လုပ်တဲ့အလုပ်ကနေဖြစ်လာတာဖြစ်တယ်ကိုယ်ရကိုယ်ရွာကိုယ်ဇာတိကိုယ်မိဘကိုယ်မျိုးရိုးဘယ်လိုပဲဖြစ်နေပါစေကိုကယုံညံ့တဲ့အလုပ်တွေကိုလုပ်နေရင်ယုံညံ့တဲ့သူဖြစ်မှာပဲကိုကမြင့်မြတ်တဲ့အလုပ်တွေကိုဒါလုပ်နေမယ်ဆိုရင်လည်းမြင့်မြတ်တဲ့သူဖြစ်လာမှာပေါ့ဒါကြောင့်ပြောချင်တာကရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်တွေးပြီးစိတ်ဓာတ်တွေကြမနေပါနဲ့စိတ်ဆင်းရဲမှုတွေဖြစ်မနေပါနဲ့ကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေကိုရွေးချယ်ပြီးကိုဖြစ်ချင်တဲ့ဘဝကိုရအောင်ကြိုးစားပါလို့ပြောချင်ပါတယ်ထပ်ပြောမယ်လာမင်းနဲ့လွဲလို့ငိုးနေမယ်ဆိုရင်ကျေးတာယာတွေပါအမြင်ရပဲဖြစ်သွားမယ်အားလုံးကိုလိုချင်တဲ့ဘဝပုံစံကိုတည်ဆောက်နိုင်ကြပါစေ